Hello ညီကိုဒီအားလုံးပဲမင်္ဂလာပါ United Way YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ညကစားခဲ့တဲ့ဒါ Manchester United အသင်းနဲ့ဒါဘုံမောက်အသင်းတို့ဟာဆိုရင်တော့တစ်ဖက်နှစ်ကိုးစီဒါတရေရလက်နဲ့ပွဲပြီးသွားခဲ့တယ်ပေါ့လေကျွန်တော်ညီကိုရောဒါညကစားခဲ့တဲ့ပွဲမှာဘယ်လိုမြင်ကြလဲလောက်အောင်ဆွေးနွေးကြပါဦးကျွန်တော်ဒါကွင်းလက်တိုင်ရဲ့ဒါဘယ်လိုပြောရမလဲဆုံးဖြတ်ချက်တွေကဒါကျွန်တော်တို့ Manchester United ပရိသတ်တွေအတွက်ကတော့တကယ်ကိုစိတ်မကောင်းစရာပေါ့လေဒါလုံးဝအောင်เนาะဒါ penalty ပေးရမယ့်ကိစ္စတွေဒါအရက်စကားနဲ့ပြောရမယ်ဆိုရင်တော့မျက်နှာလွဲခဲပစ်ပြုတ်လုံထားတယ်ပေါ့လေဘယ်လိုပဲဖြစ်ပါဒါဘုံမောက်ကအင်ရှင်အသင်းPPเนาะဒါကျွန်တော်တို့ Manchester United အသင်းကိုလုံးဝဒါမာထန်ထန်နဲ့ကစားသွားခဲ့တယ်ပေါ့လေကျွန်တော်တို့ Manchester United အသင်းအနေနဲ့ဒါဘုံမောက်အသင်းကိုเนาะဒါမနိုင်ခဲ့တာဆိုလို့ရှိရင်ဒါနောက်ဆုံး6ပွဲဆက်လုံးဝအနိုင်ရလက်ကိုမဖော်ဆောင်နိုင်ခဲ့ဘူးပေါ့လေ Manchester United အသင်းက Man City တို့ Arsenal တို့ဒါအခုလက်ရှိကျွန်တော်တို့ Premier League အမှတ်ပေးစရာထိပ်ဆုံးမှာရှိနေတဲ့ဒါ Arsenal အသင်းကိုနိုင်ပေမဲ့เนาะဒါဘုံမောက်အသင်းကိုလုံးဝနိုင်ဖို့နာမဖြစ်နိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့Manchester United အသင်းကဘုံမောက်အသင်းနဲ့ကန်တဲ့အချိန်တိုင်းမှာเนาะတကယ်ကိုခက်ခဲနဲ့ကိုရုန်းကန်ကစားခဲ့ရတယ်။ဒါ Michael Carrick လက်ထက်မှာမဟုတ်ဘူးเนาะဒါကျွန်တော်တို့နီးပြတဟန်လက်ထက်တည်းရเนาะဒါကျွန်တော်တို့ဘုံမောက်အသင်းကိုမနိုင်ခဲ့ဘူး။ဒါနောက်ဆုံး6ပွဲဆက်ဘုံမောက်အသင်းကိုနိုင်ဖို့တော့လုံးဝကိုကျွန်တော်တို့ယာကိုင်တော့မရှိခဲ့ဘူးပေါ့เนาะတရေရလက်ရမယ်အရှုံးဒီလိုနဲ့ပဲကျင်နေခဲ့ရတယ်အခုညကျွန်တော်တို့ကစားခဲ့တဲ့ပွဲမှာဆိုရင်လည်းဒါကျွန်တော်တို့မရှုံးခဲ့တာပဲဒါကျွန်တော်အတွက်ကိုဒါကံကောင်းတယ်လို့ပြောရမှာပေါ့လေပယ်နတီပေးရမယ့်ကိစ္စမှာဒါကွင်းလက်တိုင်ကတော့ဒါသူ့ရဲ့ဆုံးဖြတ်ချက်ကဒါမှန်ကန်တယ်မှန်ကန်မှုဆိုတော့ဒါသူတို့ဒါပရီးမီးယားလိဒါကွင်းလက်တိုင်တွေရဲ့ဒါဆုံးဖြတ်ချက်ပေါ့လေကျွန်တော်တို့ပြည်သက်အနေနဲ့ကတော့ဒါပေးတင်တယ်လို့တော့ထင်ခဲ့တယ်ဒါပေမဲ့ကွင်းလက်တိုင်ကတော့မပေးခဲ့ဘူးဒါကိုကျွန်တော်တို့အနေနဲ့တွားပြီးတော့စောတကတက်ပြောနေလို့မရဘူးဒီနေရာမှာ तू ကလုံးဝကျင်လေကျက်စားနေတဲ့ professional ကွင်းလက်တိုင်တယောက်ဖြစ်နေတာကိုကျွန်တော်တို့ကဒီကိစ္စမှာအဲ့ဒီလောက်ကြီးလေကျွန်တော်တို့အကျွမ်းတုံဝင်မရှိဘူးကျွန်တော်တို့ကဝေဖန်မယ်သုံးသပ်မယ်ကောင်းရင်ကောင်းတယ်မကောင်းရင်မကောင်းဘူးမှားရင်မှားတယ်မမှားရင်မမှားဘူးဒီလောက်ပဲကျွန်တော်တို့မှာပြောဆိုပိုင်ခွင့်ရှိတာဟုတ်အဓိကကတော့เนาะဒါကျွန်တော်တို့ညManchester United အသင်းအနေနဲ့ကတော့နိုင်ထိုက်တဲ့ပွဲကိုဒါကျွန်တော်တို့အနေနဲ့အနိုင်မရရှိခဲ့ဘူးလို့ပဲပြောရမှာပေါ့လေ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အမက်ဆိုရင်လည်းဒါကိုးသမားနဲ့လွတ်ကြွကိုရရှိခဲ့တဲ့အလုံးတွေရှိတယ်။ဘယ်လိုပဲဖြစ်ပါဒါလက်ရှိတော့တီရလက်နဲ့ပဲကျွန်တော်တို့ကျင်းတတ်ခဲ့ရပြီ။မကွာရတိုက်ရက်အနေကန်နဲ့အထောက်ခံလိုက်ရတယ်။ထိုနီးတူစွာပေါ့နော်။ထိုနီးတူစွာပဲကျွန်တော်တို့ဒီအာမက်ကိုလည်းဒါပုံမောက်နောက်ခံလို့အခုလိုမျိုးမကွာရနဲ့ပုံတန်တူတော့မကွာရတဲ့ကိုဒါပြောရမယ်ဆိုရင်စိုးတယ်လို့ပြောလို့ရတယ်နော်။ဘာဖြစ်လို့လဲဆိုတော့သူကလက်နှစ်ဖက်နဲ့ဟိုဒါသူတွန်းလိုက်တာဗျာ။ဒါဘယ်လိုပဲဖြစ်ဖြစ်နော်ညီကိုအနေနဲ့ဒါ Manchester United ပရိသတ်တွေတယောက်အနေနဲ့တွေးကြည့်မယ်ဆိုရင်တော့ဒီအလုံးကလည်းဒါပနတီရတဲ့အလုံးတစ်လုံးလို့တော့ကျွန်တော်အနေနဲ့မြင်မိရဲ့။ဒီကိုအနေနဲ့တော့ဘယ်လိုထင်ကြလဲညာ Manchester United အသင်းနဲ့ဘုံမောက်အသင်းကန်ခဲ့တဲ့ပွဲမှာကျွန်တော်တို့ Manchester United အသင်းကတကယ်တမ်းဆိုရင်အနိုင်ရတင်ခဲ့လားအခုလိုမျိုးတီရလက်နဲ့ပဲကျင်းနေခဲ့ရတာဒါကျွန်တော်တို့အတွက်တော့အကောင်းဆုံးအနေအထားတစ်ခုလို့ပဲပြောရမှာပေါ့လေကွန်မန့်မှာဝင်အောင်မှတ်ချက်ပေးခဲ့ကြပါအားလုံးကိုကျေးဇူးတင်ပါတယ်